ပြေဟေကတော့ရပြေဟာမင်းပြေးရင်နဲ့ခန်းလေးကောက်ပြီးအန်နမီကိုပြစ်ပါတော့ကတော့ရဆိုပြောရင်းနဲ့ပဲကိုင်းအေယူကြီးလေးနဲ့ခုံပေါက်ပြစ်လိုက်ပြီးဟိုဘက်ကနှကောင်လဲအေယူကြီးလေးနဲ့ပါဆွဲပြီးတော့တီဗီလေးနဲ့အပါခေါ်နော့နေတဲ့ကောင်လေးလည်းပါခေါ်ပြီးတော့ရှောင်းတဲ့ကောင်လေးအပါခေါ်ကိုင်းမင်းပဲကိုပြေးမှာတော့မင်းပြေးလဲငါလက်ကမလွတ်နိုင်ဘူးအန်နမီမင်းပဲကိုပြေးမှာတော့အထဲမှာဟေးပြောတော့ရှိသေးတယ်ငါနှကောင်သားနော့နေကြတာကြည်အောင်ဟေးကုံလေးနဲ့အထဲမှာဝင်ကြဟာပြကြဟာအေးပြပါဟာအမလေးပြပါဟာအထဲမှာအများကြီးပါပြောပေမဲ့လည်းတင်မိတ်ကကိုနောက်မှမပါလာလေတော့အမလေးကရုံးတယောက်ထဲကြမ်းပြီးတော့ရမ်းပြလိုက်ပြီနော်အတူနဲ့ထိုးတာနာဖို့ကောင်းတယ်တဲ့ပရိသတ်ကြီးကိုင်းဝင်လာတဲ့ကောင်ကိုလည်းအေယူကြီးလေးနဲ့ဘာခေါ်ပြီးတော့နောက်တစ်ကောင်ထပ်ဝင်လာလက်ခါမြို့ကြတော့လေအေယူကြီးလေးနဲ့အပါခေါ်လိုက်ပြီကိုင်းကောင်းကြလားပရိသတ်ကြီးခုံကြတော့လဲအမလေးနဲ့ဖိတ်တူပဲရှင်အိမ်တော့လေငါ့ကိုမနိုင်ပါလားအထဲမှာမင်းတို့စိတ်နေတာငါမြင်နေမင်းတို့ကငါ့ကိုမမြင်ပါနော်တော်တော်ကောင်းနေတဲ့ကရုံးမလို့ကရုံးမင်းမလို့တွေပြစ်လိုက်ထားရောဟဲ့ကရုံးရမင်းမလို့တွေပြစ်လိုက်ထားရုံးပြောရင်တော့နာပါဒူတော့အပါခေါ်ခံထီးပြီဂိုင်းပရိသတ်ကြီးဒီဘက်မှာရှိနေတဲ့အကောင်ကိုဖိတ်တူပဲရှင်အိမ်တော့လေငါ့ကိုမနိုင်ပါလားထွက်ပြေးတဲ့ကောင်လဲကရုံးလက်ကမလွတ်နိုင်ပါကြည်စမ်းအန်နမီမင်းပါလုံနေတာရောဟမ်ဟဲ့အန်နမီမင်းပါလုံနေတာလို့ဆိုပြီးတော့ပြစ်လာလိုက်ကြတာကိုင်းလေးပဲတခွင်းပြက်ပြက်စင်းကရုံးကမစိတ်တွေတက်နေတဲ့အခါမျိုးကြတော့မြင်လို့တော့မကောင်းဘူးပြိတ္တနောက်ဆုံးတော့လဲရှက်ကံပဲ